မင်္ဂလာပါကျွန်တော်အခု sharing လုပ်ပေးမယ့်ဗီဒီယိုကတော့ဓာတ်လိုက်ခြင်းအကြောင်းပေါ့နော်လူတွေတော်တော်များများမှာကျွန်တော်တို့ဓာတ်လိုက်တာတွေခံစားမှုချမယ်နော်တေတာနဲ့မတေတာပဲကွာမယ်နော်အဲဆိုကြတော့ကြောက်လဲကြောက်ကြတယ်ဓာတ်လိုက်တာကိုဘယ်သူမှမကြောက်တဲ့လူလည်းမရှိဘူးနော်ကျွန်တော်လည်းကြောက်တာပဲဒီဟာကိုကျွန်တော်တို့ဘာကြောင့်တေတဲ့အထိမဖြစ်တာလဲဘာကြောင့်မတေတာလဲဘလို့အခြေအနေကအနေရှိတာလည်းမရှိဘူးဆိုတာကိုခုဗီဒီယိုလေးထဲမှာကျွန်တော်အကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲကြောင့်တေချာလေးကြည့်ပေးပါနားလည်အောင်လည်းကျွန်တော်တေချာလေးစူးစမ်းပြီးတော့ရှင်းပြပေးထားပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အခြေအနေနှစ်ခုကိုကျွန်တော်ရှင်းပြထားတယ်ဒီအခြေအနေနှစ်ခုကဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်ခုနကပြောတဲ့ဘာချောင်းမတေတာလဲဘာချောင်းတေတာလဲဆိုတဲ့အခြေအနေနှစ်ခုမှာဒီအခြေအနေနှစ်ခုပေါ်မှာမူတည်ပြီးတော့ခွဲခြားသွားတယ်အကြမ်းများအပြင်ပြောတာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာလျှက်စစ်ကနော် AC 120 ပိုရီနဲ့အိမ်သုံးတွေအတွက်တင်တန်းထားပါပြီပေါ့နော်အဲ့တော့ကြတော့ကျွန်တော်220နဲ့ပဲပြပေးပါမယ်နော်220နဲ့ပဲကျွန်တော်ပြောပြပေးပါမယ်နော်ဒီပထမပုံလေးကဆိုလို့ရှိရင်ကျွန်တော်တို့ခဏခဏဖြစ်လေဖြစ်ထများတဲ့အခြေအနေပေါ့နော်တော်တော်များများလဲကြုံဘူးတဲ့အခြေအနေပထမပုံလေးကတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ line ရဲ့ညီထွေပေါ့နော် line ရဲ့ညီထွေဆိုပြီးတော့ဒီမှာဂျိုးလေးနှစ်ချောင်းဒီမှာလာတယ်เนาะကျွန်တော်တို့ line လို့လည်းခေါ်တယ် live ဂျိုးလို့လည်းခေါ်တယ်เนาะဒါကတော့ဒီဘက်ကညီထွေဒီဘက်ကအနီရောင်လေးက line ဂျိုးပေါ့เนาะအခေါ်တွေကတော့phrase လို့လည်းခေါ်တယ်ပေါ့เนาะဆိုတော့ထားပါတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် line နဲ့ sorry ကျွန်တော်ဒီမှာချိန်ရမှာပဲเนาะဒီ tray ကဒီဘက်မှာ line ကအနီရောင်သုံးကြပါတယ်ပေါ့နော်တော်တော်များများမှာ line ကြိုးကိုအနီရောင်သုံးကြပါတယ်အဲဆိုတော့ line ရဲ့ tray နော် line ရဲ့ tray ကကျွန်တော်တို့အခုတက်ရှိကျွန်တော်တို့ရက်စစ်ပေါင်းထမင်းပေါင်းဝယ်ပြောပါနော်ထမင်းပေါင်းထားပါတဲနီဘာပဲဖြစ်ဖြစ်မီးဘူးနော်ဒီလိုရက်စစ်ပစ္စည်းတွေပေါ့နော်ကျွန်တော်ဥပမာပေါင်းလေးနဲ့ပဲပြောပြပေးထားပါတယ်နော်ဒီမှာကျွန်တော်တို့ line ရဲ့ tray တွားပြီလူတယောက်ကပေါင်းရဲ့ body ပဲဖြစ်ဖြစ်အဖုံးပဲဖြစ်ဖြစ်ပေါ့နော်တခုခုကိုဂိုင်းလိုက်လို့ဓာတ်လိုက်သွားပြီနော်အနေဘာလို့ပဲဖြစ်တာလဲပေါ့နော်လူကိုလန့်စီလောက်တဲ့အနေထားမျိုးပဲဖြစ်တယ်ပေါ့နော်တုံခါသွားတဲ့အနေထားမျိုးဖြစ်တယ်အနေဘာလို့မဖြစ်တာလဲမသေးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာလက်စစ်က current ကတိုက်ရိုက်မရှိစင်ပါဘူးပေါ့နော်တိုက်ရိုက်မရှိစင်ပါဘူးဘိုးက220မရှိတော့ပါဘူးသူ့ရဲ့ဒီလက်ဟိုကျွန်တော်တို့ယူစိမ့်သွားတဲ့ဘိုးတွေပဲရှိပါတယ်ပေါ့နော်ဒီ body ထဲမှာနော်220အပြည့်ဒီဘိုးမရှိတော့ပါဘူးအဲတော့ကြတော့ဒီလူတယောက်မှာဖနက်စီးမထားခဲ့ရင်တောင်မှအသက်အန္တရာယ်အထိမထိခိုက်ပါဘူးပေါ့နော်များသောအားဖြင့်ပြောတော့ပေါ့နော်69ရာခိုင်နှုန်းလောက်ပါဒီဂျာကန်အနေနဲ့ရှိနေမယ်ဆိုလို့ရှိရင်လူကိုအသက်အန္တရာယ်အထိမထိခိုက်ပါဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဒီမှာပေါင်းဝရှိနေတဲ့အတွက်ကြောင့်နော်ကျွန်တော်တို့ဒီပေါင်းဝရှိနေတဲ့ဂျာကန်ပေါင်းဝရှိနေတဲ့အတွက်ကြောင့်ဒီလျှက်စစ်ကယူစိတ်နေတယ်ပေါက်နေတယ်ပြဲနေတယ်တခုခုနဲ့ထိနေတယ်နော်အဲ့ဒီအရာဝတ္ထုတွေကဒီယူစိတ်နဲ့ပိုးက220ရှိပါဘူးနော်30ရနိုင်30ပိုးထိပဲရှိပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့လူကိုအနေမဖြစ်စေပါဘူးဒါအကြမ်းမြင့်လေးမှတ်ထားပါနော်လူကိုအနေမဖြစ်စေဘူးလို့ပဲအကြမ်းမြင့်လေးမှတ်ထားပါဒီဘက်မှာကျတော့ကျွန်တော်တို့220ပို့နော်ပြထားပြီးတယ်ဘာလို့220ပို့လို့ပြထားပြီးလဲဆိုလို့ရှိရင်နော် line ရဲ့ neutral ရဲ့မှာကျွန်တော်တို့ line ကျိုးကိုလူကားနိုင်ပြီးတော့သွားကင်တဲ့အနေထားမျိုးလေးဓာတ်ရိုက်သွားကင်ပြီးတဲ့အနေထားလေးပေါ့နော်ဥပမာဝါရဲ့ကျိုးလေးကပြက်ပြီးတော့တွယ်လန်းကျနေတာဖြစ်ဖြစ် installation သမားကဒီဝါယာကျိုးလေးအောက်ကျနေတာကိုကမသိလို့ခလေးတယောက်ကပဲကင်ပြီးတာပဲဖြစ်ဖြစ်နောက်ထပ်ရှိသေးတယ်ဖြစ်နိုင်ခြင်းအများဆုံးကမီးပလက်ပေါက်ထဲကိုလက်နှိုက်မိတာပဲဖြစ်ဖြစ်တခုခုပေါ့နော်ရေစုံနေတဲ့လက်နဲ့မီးပလက်ပေါက်ကိုတွားကင်တာပဲဖြစ်ဖြစ်နော်အဲ့ဒါမျိုးအခြေအနေမှာဆိုလို့ရှိရင်
ပါဒီပေါင်း body လို့เนาะ daily body လို့ပါမှအခြားကနေမရှိဘူးပေါ့เนาะဒီ line ကနေပြီးတော့တိုက်ရိုက်လျှက်စစ် line ကျိုးကိုလူရဲ့ခန္ဓာကိုယ်နဲ့သွားထိမိမယ်ဆိုလို့ရှိရင်အသက်အန္တရာယ်ရှိပါတယ်เนาะဒါကပထမကျွန်တော်အကြမ်းကြီးလေးပြောပြတာပေါ့ဒီဟာတွေကိုเนาะအသက်အန္တရာယ်ရှိတယ်မရှိဘူးဒီလောက်ဆိုလုံးလောက်ပြီလားဒါပေမဲ့မဟုတ်ပါဘူးเนาะကျွန်တော်တို့ကဖက်နဲ့ပါတာမပါတာရေဆိုတာမဆိုတာเนาะဒါမျိုးတွေနဲ့အခြေအနေတွေပေါ်မှာမူတည်ပြီးတော့အန္တရာယ်အသေးအကြီးကွဲပြားသွားပါတယ်เนาะကျွန်တော်နောက်ထပ်ပြောမယ့်အကြောင်းအရာတွေကကြတော့ဒီဟာနဲ့မပြောတော့ပါဘူးဘာလို့လဲဆိုဒီဟာကဘလို့အနေထားမျိုးဖြစ်ဖြစ်ဘိုးရိတ်ကအရင်နဲနေတဲ့အတွက်ကြောင့်အန္တရာယ်မရှိနိုင်တဲ့အတွက်ကြောင့်69ရာခိုင်နှုန်းလောက်အန္တရာယ်မရှိနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဟာကိုထည့်မပြောတော့ပါဘူးเนาะဒီ220ဖို့ဒီ line ကျိုးနဲ့တိုက်ရိုက်ပေါ့เนาะထိမိတဲ့အခြေအနေမျိုးတွေကိုပဲကျွန်တော်တိုက်ရိုက်နောက်ဆက်တွဲအကြောင်းအရာတွေမှာပြောပြပေးတော့မှာပါအဲ့ဆိုကျွန်တော်နောက်ထပ်တစ်ခုကိုထပ်သွားလိုက်မယ်เนาะနောက်ထပ်တစ်ခုမှကြတော့ကျွန်တော်ဒီလိုမျိုးလေး formula လေးတွေကျွန်တော်တို့ဒီအုံလို့ဘာလို့ထည့်ပြောရဆိုတာကတချို့ဝါဒနာရှင်တွေပေါ့เนาะ basic ကိုဝါဒနာပါတဲ့လူတွေလည်းကိုယ်တိုင်တွက်ချက်တာမျိုးတွေပေါ့เนาะပို့ပြီးနားလည်လွယ်အောင်ကျွန်တော်ထည့်ပြောတာပဲဖြစ်ပါတယ်ပေါ့เนาะဒီတိုင်းပြောလိုက်လို့ရှင်လည်းရတယ်ဒါပေမဲ့ပို့ပြီးတော့ဒီဟာလေးနဲ့ပြမယ်ဆိုရင်နားလည်လွယ်အောင်လို့ကျွန်တော်ဒါလေးထည့်ပြောပြဖြစ်ပါတယ် I equal vi ဆိုတာကကျွန်တော်တို့လက်စစ်မှာတော်တော်အသုံးများတဲ့ပုံလောလို့ power law လို့ပေါ့เนาะအဲ့ဟာလေးပါပဲเนาะပုံလောပေါ့เนาะအဲ့ဆိုတော့ကြတော့ကျွန်တော်တို့ဘာလို့ဒါတွေထည့်ပြောရလဲเนาะဘာလို့ဒါတွေထည့်ပြောရလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်လို့ရှိရင်သဘောပေါက်သွားလိမ့်မယ်เนาะဒီဟာလေးက I ဆိုတာကကျွန်တော်တို့ခါရံကိုပြောခြင်းဖြစ်ပါတယ်ပေါ့เนาะလက်စီကြောင့်ခါရံကိုပြောခြင်းဖြစ်ပါတယ်သူကိုသင်္ကေတအနေနဲ့ ampere အနေနဲ့ပြပါတယ်ပေါ့เนาะ v ကတော့ကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့ v ကတော့ဘိုးရိပ်ပါเนาะ r ကတော့ကျွန်တော်တို့ resistance ပေါ့เนาะအုံနဲ့ပဲပြပေးပါတယ်เนาะ resistance အုံနဲ့ပြပေးပါတယ်เนาะအဲ့တော့ကြတော့ကျွန်တော်တို့ဒီ formula တွေကိုထည့်မယ်เนาะဘာကြောင့်ဒီလို formula တွေကိုကျွန်တော်တို့တွက်ချက်နေရလဲဆိုလို့ရှိရင်လူတစ်ယောက်ကတည်နိုင်တဲ့အခြေအနေမတည်နိုင်တဲ့အခြေအနေကိုเนาะကျွန်တော်တို့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းသွားတဲ့ ampere နဲ့ကျွန်တော်တို့သတ်မှတ်ပါတယ်တိုင်းတာပါတယ်ပေါ့နော်ဒီအခြေအနေဘယ်လောက် ampere ဆိုရင်ဒီခန္ဓာကိုယ်ထဲမှာဘယ်လောက် ampere ရဲ့စီးဆင်းသွားပြီဆိုလို့ရှိရင်တည်နိုင်လဲမတည်နိုင်လဲဆိုတာကိုကျွန်တော်တို့ကသတ်မှတ်ပါတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်ကျွန်တော်ဒီဥစ္စာကိုထည့်ပြောခြင်းဖြစ်ပါတယ်နော်ဒီ forex ကတော့ကျွန်တော်တို့220မြန်မာနိုင်ငံမှာ220အသုံးများတဲ့အတွက်ကြောင့်ကျွန်တော်220 AC 220 forex နဲ့ပဲတွက်ပြပေးပါမယ်နော်တခြား forex တွေနဲ့ကိုယ့်အတူတွက်ချင်တဲ့ဒီ formula လေးတိုင်းထည့်တွက်လို့ရပါတယ်ပေါ့နော်ကျွန်တော်တို့ကအဓိကခန္ဓာကိုယ်ရဲ့ကိုစီးဆင်းသွားတဲ့ ampere ကိုလိုချင်တာနော်ဒီမှာကျွန်တော်တခုထပ်ပြောချင်တာကတကယ်လို့ဝါနာချင်းကြီးကိုတွေတချို့လက်စွပ်ကိုလောက်ကင်တဲ့လူတွေလည်းပါမယ်ဆိုလို့ရှိရင်ဒီအကြောင်းလေးထည့်ပြောချင်ပါတယ်နော်ဒီ I current ကကျွန်တော်တို့ဒီ wire ကျိုးတဲမှာစီးဆင်းနေတဲ့ ampere နဲ့ကျွန်တော်တို့မတွက်ချက်ပါဘူးเนาะဆိုင်လည်းမဆိုင်ပါဘူးတက်လိုက်တဲ့နေရာမှာဘိုးရိတ်နဲ့ပဲဆိုင်ပါတယ်เนาะဘိုးရိတ်က220ဘိုးရိတ်เนาะ ampere ကဒီ ampere ကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာစီးဆင်းသွားတဲ့ ampere ကိုကျွန်တော်တို့တွက်ချက်မှာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ကြတော့ item ကိုကျွန်တော်တို့ကမသိဘူးเนาะဘိုးရိတ်ကတော့220ကျွန်တော်တို့သိသွားပြီเนาะ220သိပါထားပါတော့ကျွန်တော်တို့ဒီ resistance ပေါ့เนาะခန္ဓာကိုယ်ရဲ့ resistance အုံးတန်ဖို့ကိုဥပမာကျွန်တော်1000နဲ့ထားလိုက်เนาะ1000နဲ့ထားလိုက်1000နဲ့ထားလိုက်ပြီဆိုလို့ရှိရင်0.22 ampere เนาะကျွန်တော်တို့မီလီအမ်ပီယာနဲ့ပြောမယ်ဆိုရင်22မီလီအမ်ပီယာရတယ်เนาะဒီတန်ဖိုးကเนาะဒီအောက်ကဖိုးကတော့ကျွန်တော်တို့ကပုံတည်ထားလိုက်ပြီဒီအာတန်ဖိုးကအပြောင်းလဲရှိနေမယ်ခန္ဓာကိုယ်ရဲ့ resistance ကအပြောင်းလဲရှိနေမယ်ဘယ်လိုအခြေအနေကြောင့်အပြောင်းလဲရှိလာလဲဆိုလို့ရှိရင်ခန္ဓာကိုယ်6သွေးနေမယ်ဆိုလို့ရှိရင်တသိန်းနဲ့အထက်ရှိပါတယ်ပေါ့เนาะတသိန်းပတ်ချလဲတသိန်းထက်လဲများပဲပေါ့เนาะတသိန်းပတ်ချလဲရှိပါတယ်ခန္ဓာကိုယ်6သွေးနေမယ်အနေထားပေါ့เนาะဖက်နက်စီထားတဲ့အနေထားဘာဖက်နက်စီထားတဲ့အနေထားဥပမာပေါ့เนาะအဲ့လိုမျိုးဆိုလို့ရှိရင်1000 ohm ရှိပါမယ်တ
ကယ်လို့မှခန္ဓာကိုယ်ကအဆိုတက်ရှိနေမယ်နည်းနည်းလောက်ဆိုနေမယ်ဆိုလို့ရှိရင်1000 အောင်လို့ကျွန်တော်တို့အချမ်းမြတ်တွက်ချက်ပါတယ်နော်ဆိုနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့1000 အောင်ဖြစ်သတ်မှတ်ပါတယ်ဒါကကျွန်တော်1000 အောင်နဲ့တွက်ပြပေးထားတဲ့အခါမှာ22 မီလီအမ်ပီယာရပါတယ်နော်ဒီ formula လေးအကြောင်းကိုကျွန်တော်ပြောတာလေးကိုဒီလောက်နဲ့ရက်လိုက်မယ်ပါလို့ဆိုတော့တွက်ချက်လေးပါလို့ရှိရင်ပို့ပြီးတော့ရှုပ်သွားမှာဆိုလို့ပေါ့နော်22 မီလီအမ်ပီယာနည်းနည်းဆိုနေတဲ့အနေထားကိုကျွန်တော်တွက်ချက်လိုက်တာဖြစ်ပါတယ်ပေါ့နော်22 မီလီအမ်ပီယာအဲတော့ကြောင့်22 မီလီအမ်ပီယာတိသွားပြီဆိုရင်ကဲဘာတွေကျွန်တော်တို့ကဖြစ်နိုင်လဲကပ်ပြီးတော့တွားကြည့်နော်နော်ကျွန်တော်ဒီမှာပြထားပေးလိုက်မယ်နော်အကြောင်းအခြေအနေအမျိုးမျိုးရှိရဲ့ခန္ဓာကိုယ်ရဲ့ resistance ကအခြေအနေမျိုးမျိုးရှိရဲဆိုတာကိုအနေနဲ့ဘယ်လောက်အထိအနေနဲ့အဆင့်ရှိနိုင်မလဲဆိုတာကိုကျွန်တော်ဒါမျိုးလေးနဲ့ဖော်ပြထားပြပါတယ်เนาะဒါလေးကြည့်လိုက်ရင်တော့နည်းနည်းနားလည်သွားလောက်မှချင်းနေเนาะ rubber fnet စီထားမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ် rubber fnet စီထားတာကဘာလို့ခန္ဓာကိုယ်ရဲ့ resistance ကပုံတန်ဖို့ကကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ rubber fnet ကလျက်ကာတဲ့နေမှာပို့ပြီးတော့ကောင်းတယ်ပေါ့နော် rubber တို့ကျွန်တော်တို့ဒီ plastic တို့အဲ့ဟာတွေကလျက်ကာတဲ့နေရာမှာပို့ပြီးတော့ကာကွယ်နိုင်တဲ့အဲ့ဒါကြောင့်ညီကြီးနဲ့ခန္ဓာကိုယ်နဲ့မထိအောင်ကာကွယ်ပေးထားတယ်เนาะတသိန်းဖုံးအဖြစ်ကျွန်တော်ဒီများသောအားဖြင့်သတ်မှတ်ထားတယ်ပေါ့နော်သူ့ကိုတွက်ချက်လိုက်မယ်ဆိုရင်2.2 မီလီအမ်ပီယာရတယ်2.2 မီလီအမ်ပီယာရပြီဟုတ်ပြီအဲ့တော့ဆိုရင်သူကဘယ်လိုအနေနဲ့အဆင့်ထိရောက်နိုင်လဲဆိုလို့ရှိရင်ခန္ဓာကိုယ်မှာကျင်သွားတာမျိုးတွေလို့เนาะနည်းနည်းတော့ပဲသိတာအရင်မသိတာเนาะဒီကျိုးကိုကင်လိုက်မယ်ကျွန်တော်တို့လျှက်စစ်စီးဆင်းနေတဲ့ line ကျိုးကိုကင်မိလိုက်မယ်ဆိုလို့ရှိရင်အနေငယ်တာကျွန်တော်တို့အနေနဲ့ရှိပါတယ်เนาะအနေငယ်တာအနေနဲ့ရှိဟုတ်ပြီအဲ့ဆိုရင်ထပ်ပြီးတော့ဒီထက်ဘလို့အနေနဲ့ရှိသေးလဲဆိုရင်ဖနက်ကရေဆူနေမယ် rubber ဖနက်ကရေဆူနေမယ်ခန္ဓာကိုယ်ကရေချိုးပြီးတော့ထွက်လာတဲ့အခါမျိုးမှာဖြစ်ဖြစ်ဘယ်လိုချီနေမျိုးလဲဆိုလို့ရှိရင်ဖနက်ကရေဆူနေမယ်ပြီးလို့ရှိရင်စီးထားတဲ့ဖနက်ကအဝတ်ဖနက်ဖြစ်နေမယ်ဆိုလို့ရှိရင်1000 အောင်အကြမ်းများအဖြစ်သတ်မှတ်ထားပါတယ်ပေါ့နော်1000 အောင်ဆိုတာက9500လည်းဖြစ်မယ်1000ခွဲ2000လောက်ထိလည်းဖြစ်မယ်ပေါ့နော်ဒီအခြေအနေပါပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်1000 အောင်နဲ့ခုနကကျွန်တော်ပြောတဲ့ formula ထဲမှာထည့်လိုက်မယ်ဆိုရင်22 မီလီအမ်ပီယာရပါတယ်22 မီလီအမ်ပီယာဆိုလို့ရှိရင်အခြေအနေကကျွန်တော်တို့ဘာနဲ့သွားတူတော့မလဲဆိုလို့ရှိရင်ပေါင်းအိုးတို့ဒန်နီတို့မှာကင်လိုက်တဲ့အနေထားမျိုးပေါ့နော်အဲ့ထက်တော့နည်းနည်းကျန်းမယ်ဗျာနော်အဲ့ထက်တော့နည်းနည်းကျန်းမယ်ဘာလို့လဲဆိုတော့ခန္ဓာကိုယ်တုန်ခါသွားမယ်ပြီးလို့ရှိရင်လက်မလွတ်နိုင်တဲ့အနေထားမျိုးပေါ့နော်အဲ့အနေထားမျိုးထိသွားပြီးတော့ဖြစ်မယ်ဗျာနော်ဖနက်ကကြီးဆူနေမယ်အဝတ်ဖနက်တစ်ခုခုဖြစ်နေမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်တုံးမယ်ဥပမာတစ်ခုခုကိုကန်မိလိုက်လို့dryer ပဲဖြစ်ပေါ့နော် dryer ကိုကျွန်တော်တို့သွားကန်လိုက်မယ်ကျိုးက dryer မှာရှိတဲ့ဒီကျိုးကပေါက်နေမယ်မသိဘူးကျွန်တော်တို့ကန်လိုက်ပြီဘာလို့ဆိုတော့မင်းကလေးတွေတော်တော်ဆိုလို့ရှိရင်ရေချိုးပြီးလာမှာ dryer ကိုကန်သုံးတယ်နော် dryer မှုတ်မယ်ဆိုလို့ရှိရင်စပင်ကို6တဲ့ dryer မှုတ်မယ်ဆိုလို့ရှိရင်လက်တွေကိုခန္ဓာကိုယ်ကအဆူတက်ရမ်းရှိတယ်ပြီးလို့ရှိရင်စီးထားတဲ့ဖနက်ကလည်းအဆူတက်ရှိမယ်အဲ့လိုဆိုလို့ရှိရင်ခန္ဓာကိုယ်တုံးမယ်ပြီးတော့ dryer ကြီးကိုလွတ်လို့မရအောင်ဖြစ်သွားတတ်တယ်ကျိုးကပေါက်နေတာမျိုးဖြစ်ပေါ့နော်တစ်ခုခုပေါက်နေတဲ့ကျိုးကန်လိုက်တာဖြစ်ပေါ့နော်ပလက်ကရေဆူတဲ့ဥစ္စာမျိုးဖြစ်ပေါ့နော်လက်ကရေဆူတဲ့ပလက်ထဲမှာရက်စစ်စီးသွားတာပဲဖြစ်ပေါ့နော်အဲ့ဆိုရှင်ကျွန်တော်တို့တုံခါသွားမယ်လက်မလွတ်နိုင်အောင်ဖြစ်သွားမယ်နော်လုံးဝကြီးကျွန်တော်တို့ဖက်နှက်မပါဘူးဆိုရင်စိုးရင်ရတဲ့အနေအချင်းကြီးဖြစ်သွားပြီပေါ့နော်အနေရှိသွားပြီအသက်အနေရှိသွားပါပြီနော်တည်တဲ့အထိဖြစ်ပါတယ်ဘာလို့လဲဆိုတော့1000 အောင်ဖြစ်သွားပါပြီခန္ဓာကိုယ်ရဲ့ resistance ကပေါ့နော် resistance အုံးတန်ဖို့က1000ထိဖြစ်သွားပါပြီเนาะ1000ဆိုလို့ရှိရင်220 မီလီအမ်ပီယာဖြစ်ပါတယ်ပေါ့နော်အသက်အန္တရာယ်ရှိပါတယ်အဲဆိုတော့ကျွန်တော်တို့ကဒီလိုတော့ဟုတ်ပြီ220ဟုတ်ပြီ22တည်းဟုတ်ပြီ2.2 မီလီအမ်ပီယာဟုတ်ပြီเนาะဖနက်ပါတာမပါတာ ਨੇ เนาะဖနက်ကဘယ်လိုအခြေအနေနဲ့ဆိုပြီးတော့သိသွားပြီเนาะဒီဇာတ်ကွက်လေးမှာဖနက်ပါတဲ့အခြေအနေဖနက်ရေဆူနေတဲ့အခြေအနေလုံးဝဖနက်မပါတဲ့အခြေအနေ
အဲ့မှာအနေရဲ့အဆင့်တွေကိုလည်းကျွန်တော်၃မျိုးထိခွဲပြထားရပါတော့နောက်တစ်ထပ်ပြီးတော့ဒီမီလီအမ်ပီယာတွေပေါ့နော်ဒီလေးသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ထပ်ပြီးတော့ရှင်းပြပေးထားပါတယ်အဲ့ဒါကတော့လူတစ်ယောက်မှာနော်30မီလီအမ်ပီယာအောက်နော်တက်လိုက်ပြီဆိုလို့ရှိရင်တုံတာဖြစ်မယ်လက်ကျက်သွားတာမျိုးဖြစ်မယ်နော်ခွာဖို့ခက်တဲ့အနေအထားမျိုးဖြစ်မယ်နော်အသက်အန္တရာယ်ကတော့မရှိပါဘူးနော်လက်ကိုကျက်သွားတာမျိုးတွေနော်လက်ထိတ်လေးကျက်သွားတဲ့ပုံစံမျိုးပေါ့နော်တခုခုအစိပ်ပါတဲ့အကောင်ကိုက်ထန်လာတယ်မျိုးပေါ့နော်ဒါမှမဟုတ်အပူနဲ့ထိပြီးတော့လက်ကျက်သွားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးအခြေအနေလက်ကျက်ဖို့ခွာဖို့ခက်မယ်ဒီရောကဘလက်ဖြိုးလိုက်မှာပဲလွတ်သွားမယ်နော်ကျွန်တော်တို့ဗီဒီယိုတွေထဲမှာဟာတာအနေနဲ့ရိုက်တဲ့ဟာမျိုးဆိုရှင်အဲ့လိုအခြေအနေပါပေါ့နော်30မီလီအမ်ပီယာကအဲ့လိုမျိုးအခြေအနေကိုဆိုလိုချင်းဖြစ်ပါတယ်အသက်အန္တရာယ်ကတော့မရှိပါဘူးဒါပေမဲ့30တူ100ပေါ့နော်30ကနေ100မီလီအမ်ပီယာဆိုလို့ရှိရင်နှလုံးတုန်ထွက်တာတွေနော်အသက်အန္တရာယ်တွေရှိလာပါပြီနော်နှလုံးတုန်ထွက်တာတွေအသက်အန္တရာယ်ရှိပါပြီခုနကကျွန်တော်တို့30တူနော်30မီလီအမ်ပီယာတူ100မီလီအမ်ပီယာဆိုချင်းဟိုဖနက်ကရေအရန်ဆိုနေတာမျိုးတွေပေါ့နော်ဒါမျိုးအခြေအနေတွေပေါ့နော်အဲဒါကြောင့်ကိုကဘလို့အခြေအနေမျိုးမှာဘလို့ဖြစ်နိုင်လဲဆိုတာကိုကျွန်တော်ပြပေးထားတဲ့ဇာတ်ခွက်လေးတွေမှာနော်ပြန်ပြီးတော့ကြည့်ပါနားလည်အောင်ပြန်ကြည့်ပါနော်100မီလီအမ်ပီယာရဲ့အထက်ဆိုလို့ရှိရင်တေဖို့များသွားပါပြီနော်ဘာလို့လဲဆိုတော့သူကဖနက်မပါတဲ့အခြေအနေဖြစ်သွားပါပြီနော်ဖနက်မပါတဲ့အခြေအနေဆိုရင်ကျွန်တော်ခုနပြတဲ့ထက်မှာဆိုရင်220မီလီအမ်ပီယာလောက်ထိကိုရောက်သွားတယ်ပေါ့နော်220မီလီအမ်ပီယာအထက်ဆိုရင်တော့တေဖို့ပို့ပြီးတော့ဖြစ်တယ်ပေါ့နော်220အခု100မီလီအမ်ပီယာရဲ့အထက်ဆိုရင်တော့တေဖို့များသွားရဆိုမှတော့220ဆိုလို့ရှိရင်ဖနက်မပါတဲ့အခြေအနေဆိုရင်ဒီကြပါလူကတေးပါပြီပေါ့နော်ဟိုမှာ100လောက်ဆိုရင်နှလုံးဒီရှက်သွားတဲ့အခြေအနေတော့ဖြစ်နေပြီဆိုမှတော့ပေါ့နော်100အထက်ဆိုလို့ရှိရင်တော့တေးတဲ့အခြေအနေဖြစ်သွားပါပြီပေါ့နော်အဲ့လိုကြတော့ကျွန်တော်တို့ထပ်ပြီးတော့ဒီလိုမျိုးတွေဘာမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုကာကွယ်ကြမလဲနော်ကြိုတင်ကာကွယ်ကြမလဲဆိုတာကိုကျွန်တော်နောက်ဗီဒီယိုမှာထည့်ပြောပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီဗီဒီယိုကအရင်ရှင်းသွားမှာဆိုတဲ့အတွက်ကြောင့်ပေါ့နော်ကြိုတင်ကာကွယ်ကျွန်တော်တို့ကဘယ်လိုဆိုရင်တက်လိုက်တယ်ဘယ်လိုဆိုရင်တက်မလိုက်ဘူးဆိုတာသိပြီဟုတ်ပြီဒီစနစ်ကြကြကျွန်တော်တို့ဘယ်လိုကာကွယ်မလဲဘယ်လို breaker တွေသုံးမလဲဘယ်လို breaker ကကျွန်တော်တို့ဘယ်လိုအနေအမျိုးကိုကာကွယ်နိုင်မလဲဘယ်လိုအခြေအနေမျိုးကိုကာကွယ်နိုင်မလဲပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ထည့်ပြောပြသွားမှာဖြစ်ပါတယ်နောက်ဆုံးဘယ်လို breaker တွေပေါ့နော်ဘယ်လိုအားတွေပဲတုံမကာကွယ်နိုင်တဲ့အခြေအနေကိုလည်းကျွန်တော်ထည့်ပြောပြသွားမှာဖြစ်ပါတယ်နော်အဲကြတော့တကယ်လို့မှထပ်ပြီးတော့ဂျူတင်ကာကွယ်တဲ့အကြောင်းအရာထပ်လေ့လာခြင်းနေဆိုရင်ကျွန်တော်နောက်ဗီဒီယိုတွေတပုတ်တင်ပေးမယ်ပေါ့နော်အဲ့ဗီဒီယိုမှာထပ်ပြီးတော့လေ့လာလို့ရပါတယ်ပေါ့နော်အခုဗီဒီယိုလေးကတော့ကျွန်တော်တက်လိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အနေရရှိပုံအဆင့်ဆင့်ပေါ့နော်ဖနက်ပါတဲ့အခြေအနေဖနက်မပါတဲ့အခြေအနေအကုန်လုံးကျွန်တော်ထည့်ပြောပေးထားပါတယ်ပေါ့နော်နားမလည်ရရှိလို့ရှိရင်လည်း comment မှာမေးပေးပါကျွန်တော်အားတဲ့အခါမျိုးပြန်ပြီးတော့ဖြေချပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်